official brand တွေကိုမဖြစ်မနေဘာကြောင့်ရွေးချယ်တင်တာလဲ Hello အားလုံးမင်္ဂလာပါ Handy Vlog လေးရနေပြီးအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်အားလုံးနဲ့လည်းမတွေ့ရကြပြီဒီဗီဒီယိုလေးမှာတော့အားလုံးကို brand တွေကမှာဘာဖြစ်လို့ official brand တွေကိုရွေးချယ်တင်လဲဆိုတာကို Handy ကနေပြပြပေးသွားမှာပဲဖြစ်ပါတယ်ပထမအဆုံးချက်အနေနဲ့ကတော့အားလုံးသိကြတဲ့အတိုင်း official brand တွေဆိုတာယုံကြည်စိတ်ချလို့ရတယ် quality ဘိုင်းပေါ်မှာအခြေခံပြီးထုတ်ထားတာဖြစ်တဲ့အတွက်မျက်စိမိတ်ပြီးတော့ယုံလိုက်ရုံပဲအဲ့ဒါက trust ဒုတိယချက်အနေနဲ့ကတော့ quality ပေါ်အခြေခံပြီးထုတ်ထားတာအောင်မှာမြင့်မားတဲ့ quality ကိုထုတ်ထားတာဖြစ်တဲ့အတွက်ရေရှည်အသုံးပြုလို့ရတယ်လေ quality တကယ်ကောင်းတယ်ဆိုရင်အကျင့်အရေးအတွက်အများကြီးအသုံးပြုလို့ရနေတာဆိုတော့ပို့ပြီးတော့လေခဏခဏအသုံးပြုလို့ရတယ်နောက်တစ်ချက်အနေနဲ့ကတော့အာမခံချက်ရှိတယ်ကိုကပစ္စည်းတစ်ခုခုဝယ်ရမယ်ဆိုရင် warranty ရှိတဲ့ပစ္စည်းကိုဝယ်မလား warranty မရှိတဲ့ပစ္စည်းကိုဝယ်မလားဆိုတဲ့ဟာကလေစဉ်းစားကြပဲနော်ဟန်ဒီဆိုရင်တော့ warranty ရှိတဲ့ပစ္စည်းမှာပို့ပြီးတော့စိတ်ချရတယ်လို့ကိုခံစားရတယ်ပေါ့နော်ခိုင်မာတဲ့ warranty ဆိုတာကလေ official brand တွေမှာမှရှိရနော် warranty ပါမှာကိုအနေနဲ့ error ပါတာတို့ carry ပေါ့နော်တခုခုအမှားတခုပါခဲ့မဟုတ်ရင်တော့ကိုအနေနဲ့ဝယ်လိုက်အင်ဂျီတို့ဘာတို့က size တွေပါမတူပါပေါ့မတော်တာတို့ကြီးနေတာတို့ဆိုရင်လည်း official brand တွေကပြန်ပြီးတော့လဲပေးရယ်ဆိုတော့အဲ့လိုလဲပေးနိုင်တဲ့ warranty ရှိတော့စိတ်ချရတယ်လေနော်ဆိုတော့ထပ်ပြီးတော့သိကျင်နေဆိုရင်တော့နောက်ဗီဒီယိုလေးမှာစစ်ကြည့်ပေးပါဦးနော်